ရဲမားလွေတာရီယာခဲရပင်မအကားပြင်ကုံမစီလာကိုတဲလီဆန်လာတဲ့အေယာမကုံတင်သေးပါကီတစင်းကိုဖြတ်မိနေတဲ့ရသည့်အပူခိမ်မအသက်အရွယ်ရသည့်အထိအစင်းနေတာလဲတေပါသည်မိတဲ့အရာကိုမဆိုတဖထိုင်ဆန်းရသည်ဟုယုံကြည်ထားကတာဖြင့်တေပါသားများမှာစိတ်နေလက်တေရီနာကသည်တေပါကိုပက်ထရစ်ကွင်အနာတိုလီဆိုတုကပဒိမျိုးဦးကဦးစီးထားရတာလဲလက်ရီရွက်ချင်းပက်ထရစ်ကသာအဓိကတာဝန်ယူပြီးစူရဖက်ခတ်အားလုံးကိုခမှုနေနာသည်ခရီးစဉ်အချင်းတေပါရွတ်တွင်ရခဲ့တောင်ကြီးတစ်ခုရုတ်တရက်တွေပလာသည်ပက်ထရစ်ကအရဲကိုတတိယပမိပြီးရေရောင်တိန်ရန်အတီးအတန်ကူးစားခဲ့တာလဲတေပါဤနောက်ပိုင်းသည်ရခဲ့တောင်ဝင်တိုက်မိပြခဲ့သည်ထိုတိုက်မိမိကောင်တေပါပပြင်အကြီးအပ်တဲ့ယူရီထားမနာရဖြစ်သေးပါလာပြီးတေပါသားတူဝင်တူဤချင်းမှာတရားခဲ့ရတဲ့သူရဖက်ပြသည်ကဲဆိုတဲ့တေပါသားတူကသူတို့ကိုကဲတင်ရနေရတဲ့သူခုံဆင်းခဲ့တာလဲထိုသူမှာဒီရီအောက်သို့နေကြမပြခဲ့သည်ကဲလမအသက်ယူနေတာလဲရေရခဲရတဲ့နေကောင်စကားမရပိုင်ရတဲ့အေးခအေနာသူရရပြသည်ပက်ထရီဤမွားရင်းနေတာစူးကြပကကန်လာရီကောင်တေဘက်စီမန်မှာရဖြစ်နေပါခဲ့ရာအထက်လူကြီးများကပက်ထရစ်ကိုကပတိန်ယာတို့မှထုတ်ပယ်လိုက်သည်သူ၏နရာတင်ရက်ဆက်ကန်တန်ပြီးစိတ်တေပါထားမိကောင်းသည့်အင်ဒရူးဆိုသူကိုခန့်အပ်လိုက်သည်အင်ဒရူးတရားလာပြီးနောက်တေပါသားများကိုဆက်ယုံနာကဲ့သို့ဆက်ဆံပြီးအိုင်ငိုနေတိုင်ကောင်းတေပါသားအလုံးကသူကိုမုံတီလာကသည်ထိုအေရာချင်းအပူခိမ်မအလျံအမင်းအစင်းများပြီးတေပါမပြေရခန်းကားကတင်ပိတ်မိပြသည်ပက်ထရစ်မှာတေပါပင်အေဝူးကြသွား၏သာအေရခေတောင်သည်တူတိုစီတိုရပန်လဲဦးတီနေကောင်းရိပ်မိပြီးတေပါသားများကိုကဲတင်ရန်အတက်တကိုရီတာစူးစက်စစ်တေစာမတ်များပြပလုတ်သည်သူသည်အလျံရဲနာတို့အေရခအေနန္ဒတင်ပင်အသက်ဆန်၍ကူးစားခဲ့ရသည်အင်ဒရူးကပက်ထရစ်၏တတိခွက်ကိုအစပိုင်းတွင်မယံကီရီတာလဲဒီနောက်ဆိုတွင်ပက်ထရစ်မွန်ကနေကောင်းတေပိုက်ပေါက်လာသည်တေပါသားများကလည်းအင်ဒရူး၏အိုင်ကင်မောက်ကိုမခံနိုင်ရပဲသူကိုအခန်းထဲတွင်ပိတ်လေလွန်ထားလိုက်ကသည်ထိုနောက်ဒေဘာသားများကတရားကြရပင်ကိုဖေဖောက်ချဲရန်ကူးစားခဲ့တာလဲမေအောင်မြမင်ခဲ့ပဲတေဘာဆရာဝန်နေတဆုံသွားခဲ့ရသည်ထိုအဖြစ်အက်တေကောင်အနာတိုလီမှာစိတ်ထိခိုက်ပြီးမိမိကိုတရီတာရန်ရပင်စနေနဲ့ခိန်နှင်းပက်ထရစ်ကတားဆီးခဲ့သည်ဒီနောက်ဆုံးတင်ပက်ထရစ်၏ဥဝေးဆောင်များဖြင့်တေဘာသားအားလုံးသည်အတူတကျပူးပေါင်းကအရက်ကြီးလွေသားရခဲ့တောင်ကားကိုတဲအကြဖတ်တိုင်ခဲ့သည်အင်ဒရူးမှာလည်းထိုရဖြစ်အက်ကံမှပြီးနေနောက်ပက်ထရစ်ကိုရွေးစားလာပြီးဒီနောက်ဆုံးတင်တေပါသည်အရက်ကင်းစာရဖြင့်ကယ်ဆယ်ရတေပါထံသို့ရီယာရီဝါဒါကပက်ထရစ်လည်းသူ၏ဇနီးရင်းများပန်လဲတဲ့ဆန်နိုင်ခဲ့သည်ဤသို့ရဖြင့်ဇလန်ဒီဒီပါရင်စာအဆုံးသတ်သွားခဲ့သည်